သူကဖုံးတလုံးကောက်ရလိုက်ပြီးတာနဲ့ရဲတပ်ဖွဲ့ရဲ့အလိုရှိတရားခံဖြစ်လာခဲ့တယ်။သူကအရင်တုန်းကတိုက်ကွန်ဒိုလက်ရွေးစင်တယောက်ဖြစ်ခဲ့ဦးပေမဲ့အခုချိန်မှာတော့အလုပ်လက်မဲ့ချစ်ပြီးဂိမ်းဆိုင်မှာပဲတောင်းတင်နေတဲ့လူငယ်ပေါ့။အပြင်မှာသာလူရမဝင်တာဂိမ်းထဲမှာတော့ကတ်တိန်ဆိုပြီးနာမည်ကြီးသူ့မှာရီဇန်ယိုးရှင်းဆိုတဲ့ကိုပိုင်ဖွဲ့တောင်ရှိပြီးအဖွဲ့သားတွေပေါ်အရန်ကောင်းတဲ့ခေါင်းဆောင်တယောက်ပေါ့ဗျာ။ဒီနေ့ကျတော့ကွန်ဂိမ်းကစားပြီးပြန်မလို့လှုပ်တုံးဖုံးတလုံးကောက်ရတယ်။ပိုင်ရှင်ကောင်မလေးကဖုံးလာပြန်ပေးရင်ဒေါ်လာ300ပေးမယ်ဆိုတာနဲ့ကွန်လဲမျက်နှာပွင့်ပြီးဆိုပြီးသွားပေးတာပေါ့။ဟိုရောက်တော့ကောင်မလေးကရေချိုးနေတယ်။တခါလဲမပိတ်ထားဘူး။ကွန်လဲအိမ်ထဲဝင်ဖုံးချပိုက်ဆံယူပြီးတခါလေးပါလေးပိတ်ပါဦးဟာလို့စေတနာစကားတောင်ပြောခဲ့သေးတယ်။ဒါပေမဲ့ပြဿနာကနောက်ဝင်မနဲ့မှာဆက်တာပဲ။ကွန်အိမ်နေတုန်းရဲတွေအိမ်ထဲဝင်စီးပြီးသူ့ကိုလူတက်မှုမတိမ်မှုနဲ့လာဖမ်းပါတယ်။မနေ့ကကောင်မလေးအတက်ခံလိုက်ရပြီးတဲ့အစိုးဆုံးကတက်တေတွေပဲ။အခင်းဖြစ်ပွားတဲ့နေရာမှာကွန်ရဲ့လက်ပွေရာ DNA မျိုးစစ်အကုန်တွေ့ရတယ်လို့ပြောတယ်။ဘာမှညှင်းလို့မရတော့အောင်ကိုတက်တေတွေကခိုင်လုံလုံးနေတော့ကွန်တယောက်ဘာမှမသိပဲထောင်ထဲရောက်သွားရော။ကို့မေကများသူ့သားမလုပ်ဘူးဆိုတာယုံပေမဲ့ဘသူကမှလက်မခံကြဘူး။ထောင်ထဲရောက်တော့လဲဖောဆိုတဲ့ထောင်လူမိုက်နဲ့တွေ့ပြီးနေ့တိုင်းအနှိမ့်ဆက်ခံရတယ်။ကွန်ကပြန်မချပဲငြိမ်ခံနေခဲ့တာ။နောက်တော့သူ့အမေနဲ့ရှေ့နေကြီးမစ္စတာမင်းတို့ထောင်ဝင်စာလာတွေ့ကြတယ်။အမေလို့သူကသားဒီခန့်တော့အမေအမှန်တရားပေါ်အောင်စူးစမ်းနေတယ်လို့မှာခဲ့တယ်။ဒါပေမဲ့ဝမ်းနေစရာကောင်းတာကတိတ်မကြခင်မှာပဲသူ့အမေဆုံးသွားပြီဆိုတဲ့သတင်းဆိုးကိုရှေ့နေကြီးကလာပြောတယ်။ဒီမှာတင်ကွန်စိတ်တက်တွေအောက်ဆုံးထိကြပြီးယူမတက်ဖြစ်သွားတာပေါ့။ဒါပေမဲ့အမေစကားကိုပြန်ကြားရောင်ပြီးစိတ်ပြန်တင်းလိုက်တယ်။ထောင်ထဲကလူမိုက်ဖောကိုလည်းပြန်ချပြီးဆရာတင်ထားလိုက်ပြီးနောက်တော့သူထောင်ကပြေးဖို့ကြံစီတော့တာပဲ။ဆေးရုံပိုးတဲ့အလှည့်မှာရုံရင်ဆန်ခတ်လုပ်ပြီးထွက်ပြေးလို့မြောက်သွားတယ်။ပြေးရင်လွှားရင်းနဲ့ရှေ့နေကြီးမစ္စတာမင်းစီရောက်သွားတယ်။အဲ့မှာမစ္စတာမင်းမယိုးသားတာကိုကွန်ရိပ်မိသွားတယ်။ကွန်ထွက်ပြေးပြီးစုံစမ်းရင်းနဲ့သူ့ကိန်းအဖွဲ့ကသူငယ်ချင်းတွေနဲ့ပြန်ချိတ်ဆက်မိတယ်တကယ်တော့သူ့ဖွဲ့သားတွေကအပြင်မှာလဲဆရာကြီးတွေပဲအထူးသဖြင့်ဟယ်ရီလို့ခေါ်တဲ့ဟက်ကာမလေးပေါ့သူတို့ဖွဲ့ပြန်စုမိပြီးစုံစမ်းလိုက်တော့မှစက်တိထက်စရာအမှန်တရားကိုသိလိုက်ရတယ်တကယ်တော့ရှေ့နေကြီးမစ္စတာမင်းဟာတရားခံစစ်တွေကိုလွတ်အောင်လုပ်ပေးတဲ့ပွဲစားကြီးပဲသူထေးသားသမီးတွေလူတက်မိရင်မစ္စတာမင်းကအကြီးစားဒေတာတွေစူပါကွန်ပျူတာတွေသုံးပြီးအပြစ်မဲ့ပြီးနောက်ခံမရှိတဲ့ကိုလိုကောင်မျိုးကိုရွေးထုတ်ဇလန်းစင်တက်တဲ့အတူတွေဖန်တီးပြီးထောင်ချပစ်တာကို့မှုမှာတကက်တရားခံကသူထေးသမီးတယောက်ပြီးမစ္စတာမင်းကနောက်ထပ်ကောင်မလေးတယောက်ကိုတားစာခံလုပ်ဖို့ပြင်နေပြီကွမ်တို့အဖွဲ့ကအဲ့ကောင်မလေးကိုကဲဖို့စူးစမ်းရင်းမစ္စတာမင်းရဲ့ secret page ကိုဝင်စီးကြတယ်အဲ့ဒီမှာကွမ်တိလိုက်ရတာကသူ့အမေကရိုးရိုးသေးတာမဟုတ်ဘူးသူ့အတွက်လိုက်စုံစမ်းနေလို့မစ္စတာမင်းကလူလွတ်ပြီးတက်ခိုင်းလိုက်တာတဲ့ဗျာဒါကိုသိပြီးကွမ်ဒေါသအကြီးအကျယ်ထွက်ပြီးမစ္စတာမင်းကိုရိုက်နှက်တော့တာပဲနောက်ဆုံးမှာတော့ဟက်ကာမလေးရဲ့အကူအညီနဲ့မစ္စတာမင်းရဲ့ရုပ်မာမှုတွေတက်တဲ့အတုလုပ်ထားတာတွေကိုရုပ်တံလိုင်းတွေအကုန်လုံးကနေတိုက်ရိုက်လွှင့်ပြီးတတိုင်းပြည်လုံးသိအောင်ချပြလိုက်နိုင်တယ်နောက်ဆုံးတော့ကွမ်ပြစ်မရှိကြောင်းပေါ်သွားပြီးလွတ်မြောက်သွားတယ်တရားခံအစ်စ်မစ္စတာမင်းကတော့ထောင်ကျသွားပြီးထောင်ထဲမှာသူနဲ့အခန်းတူတူနေရမှာကဟိုလူမိုက်ကြီးဖော်ဖြစ်နေပါတော့တယ်